ဒီဇူလိုင်လထဲမှာဆိုလို့ရှိရင်ပညာအဓိပတိဂျိုဂျာတာပရိဂျိုကောင်းရဲ့အပြစ်တန်းကိုကြည့်စေတယ်အဲ့ဒီဂျိုရဲ့ကုညီဆောင်မပေးခြင်းတွေကိုနာမည်အစအကဲပိုက်ရှိတော်တော်များများရရှိထားတဲ့အတွက်ကြောင့်မလို့သူတို့တွေရဲ့ကောင်းကံတွေကိုလေကိုဒီ hostel လေးကိုနားထောင်ကိုရဲ့ကောင်းကံတွေကိုမဖြုံးတိလိုက်မိစီနဲ့ရေးလိုက်ငားလိုက်ကလေးလေး flow လေးနဲ့မစီးစင်းသွားမိစီနဲ့ကောင်းနေတဲ့အချိန်ရတဲ့အချိန်မှာစူးစမ်းလိုက်အဲ့ဒါခက်ခဲနေတဲ့အချိန်မှာစူးစမ်းရင်ဘာမှမဖြစ်ဘူးနော်လူဆိုတာကံဉဏ်ဝရိယ၃ချက်စလုံးစုံမှဖြစ်မှာဉာဏ်နဲ့ဝရိယပါမယ်ကံပေးမဲ့အချိန်မှာဖြစ်မှာအဲ့တော့ဒီအချိန်မှာကံလိုက်နေတဲ့ပုံကိုယ်လေးတွေစူးစမ်းလိုက်ပြီဆိုတော့သူအကုန်ဖြစ်သွားမှာဆရာမပြန်ကြရတယ်ဆရာမတို့ကိုယ်တိုင်လည်းတွေ့ကြုံရရဲ့ဒီစာလုံးဒုတိယအုပ်စုလေးတွေနဲ့ထပ်ဆင်လူဓာတ်ရညစမ်းမြင်ဆွဲစတဲ့သူလေးတွေဟာခဝေးစခန်းငယ်ဇာခွဲစတဲ့သူလေးတွေဘာတွေပြောကြလဲဆိုတော့ကျွန်တော်တို့ကျမတို့မိတ်ပြက်ဆွေပြက်ဖြစ်နေတဲ့လူတွေစီကနေအပေါင်းအသင်းဆက်ဆံရေးမိတ်ကောင်းဆွေကောင်းတွေပြန်ပြီးရတာပေါ့နော်မိတ်ပြက်ဆွေပြက်ဖြစ်နေတဲ့တကယ်ကြီးအဟောင်းတွေဟဲ့လားကိုယ်ပြန်ပြီးတော့ခေါ်ချတယ်ပြန်ပြီးဆက်သွယ်ကြတယ်အဲ့ဒါလေးတွေကိုကဒါလေအကြောင်းမဲ့လုံးဝမဟုတ်လောကကြီးမှာတိုက်ဆိုင်တာလည်းမရှိဘူးအကြောင်းမဲ့လည်းလုံးဝမရှိဘူးသူဖြစ်ပေါ်လာတာကိုယ်ပေးထားတဲ့ကံဂျိုးကောင်းတွေကပေးထားတဲ့ကိုယ်လောကပါလာဂျိုးကောင်းတွေပေးထားတဲ့လောကပါလာတရားကြီးကပေးထားတဲ့အခါကောင်းတွေပဲလူဘဝမှာကံနေတာရှိမယ်ကံကောင်းတာရှိမယ်ကံကောင်းတဲ့အချိန်လေးမှာရတဲ့လောက်စီးရဲရဆဲတဲ့ကတဲ့လေးကိုရတဲ့လောက်ကိုကအမေကစုတ်ထားလိုက်ခွင့်ရေးအတုံးချထားလိုက်ဖလိုးလေးအတိုင်းမဖြစ်စေနဲ့အဲ့ဒါကိုပြောတာဆီယမဆိုလို့ရှင်ဒီဘေးလေးဆီယမမဖြစ်ခင်တော့ကွာအချောင်းမသိသေးဘူးလေကွာတရားတွေမကြည့်ကြသေးတဲ့ခါကျကိုဖလိုးလေးတိုင်းပဲကိုသွားလိုက်မိတာကောင်းလေးကံရတဲ့အချိန်မှာဖလိုးတိုင်းသွားလိုက်တော့ကိုနာဝါတာတော့အဲ့ဒါအကြီးမားဆုံးနော်ကြီးမားဆုံးအချက်တွေပဲပေါ့လေအခုဒီမှာဒီဆီယမရဲ့ hostel လေးတွေကိုလိုက်ပြီးနားထောင်လိုက်အစုံရှိမယ်အစုံပါမယ်နာမည်အစစလုံးအစုံပါမယ်အပိုင်း1နဲ့ရှိမယ်တိတ်ချာချာရိုက်ပြီးတိတ်ချာတိပြပေးတာဟိုနာမည်ပထမဆုံးအနေနဲ့ဇွန်လိုင်လထဲမှာဆိုလို့ရှိရင်ဂျိုစီချုံနေနေရကောင်းပေါ်နေကြတာပရိအဓိပတိပညာအဓိပတိဂျိုကြတာပရိဂျိုတလုံးကောက်လို့ရှိရင်တဲ့ဇာတော်ခွေမှာရှိအပြစ်တန်းကိုကြည့်စေတယ်တဲ့အဲ့တော့ကြတာပရိဂျိုအုတ်အနေထိုင်းထဲမှာဗုဒ္ဓဟူးတောက်ကြတွေကိုလည်းပူပေးထားတယ်ဗုဒ္ဓဟူးတောက်ကြတွေကိုလည်းပူပေးထားပြီးတဲ့အပြင်မှာတနင်္ဂနွေအနေထားကောင်းတယ်မဲအိမ်မှာရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီတင်မောသားရေးရာကိစ္စတွေတင်မောနဲ့ပတ်သက်တဲ့အရေးကိစ္စတွေပြည်လည်မယ်ရေချောင်းခီးကုန်စီပို့ဆောင်ရေးတွေကောင်းနေမယ်တွက်နေမယ်ပေါ့ကွယ်ကြက်တက်ကတ်တဲ့တွေမရှိတော့ဘူးပေါ့ကွယ်နောက်တစ်ခုကကြတော့စာချုပ်စာတဲ့ကိစ္စဆက်သွယ်ရေးဆိုင်ရာကိစ္စရက်တွေမှာလည်းအားကောင်းနေမယ်ဒီအချိန်မှာစရင်ကိုင်စာမေးပွဲဖြည့်ခြင်းတဲ့သူတွေကွန်ပျူတာစာမေးပွဲဖြည့်ခြင်းတဲ့သူတွေ software diploma တင်တဲ့ခြင်းတဲ့လူတွေတက်အကုန်လုံးအောင်မြင်မဲ့အချိန်ကာလမျိုးဖြစ်တယ်စရင်အင်းနဲ့ပတ်သက်တဲ့လူတွေ ACCI ACCA ပတ်စံသွင်းထားတဲ့လူတွေရှိလို့ရှင်သွင်းအကုန်လုံးအစီအပြေနေမယ်အင်္ဂါစနေအမြင်သုံးတဲ့အမြင်လေးတော့ရှိနေတယ်အဲ့ဒီအင်္ဂါစနေသုံးတဲ့အမြင်လေးရှိနေတဲ့အတွက်ကြောင့်မို့ဘာဖြစ်လဲဆိုတော့မေးပေးနဲ့ပတ်သက်တဲ့ကိစ္စရက်ကလေးတွေဥပမာသူပိတ်တရာဒီမှာရှိတဲ့အင်္ဂါအဲ့ဒီရန်အင်လေးဖြစ်တဲ့စနေကြိုးရလည်းမြင်တဲ့အတွက်ပေါ့နော်လွတ်တိခေါင်ပြေတို့ကြက်ပြေမြေတို့ဖုံဒီလိုမြေ area ကြဲကြဲမှာအဲ့စကြက်မြေတွေမှာမီးလောင်တဲ့ကိစ္စရက်ကလေးတွေမြင်းငယ်လေးကိစ္စရက်ကလေးတွေသတိထားပေးရမယ်လွတ်တိခေါင်မြေတွေပေါ့နော်စိုက်ပျိုးမြေ area တွေမှာအဲ့ဒီအဟာလေးကိုတော့တစ်ချက်သတိထားပေးပါကျန်တဲ့အပိုင်းကိစ္စတွေမှာတော့ကြတာပရိအုတ်ချိုရဲ့ကဲမဆောင်မခြင်းတွေကိုခန်းစားထားရတဲ့အတွက်ကြောင့်မလို့လာမယ်မြန်မာလူပြောရင်တော့1388ဝါဆိုလာရတယ်ပေါ့ပထမဝါဆိုလာရတယ်ပေါ့ဇူလိုင်လစပြီဆိုတော့အဲ့လာတွေမှာမွေးမဲ့ကလေးတွေအနေနဲ့ကောင်းနေတယ်ဘာကောင်းတာလဲဆိုတော့အဲ့ကလေးတွေအနေနဲ့သူမွေးလာမယ်ဆိုလို့ရှိရင်ဇာတာကောင်းတယ်နာမည်ပေးလေးတာโอเคမယ်ဆိုလို့ရှိရင်ကောင်းပြီးတော့အဆင်ပြေတဲ့ပေါ့နော်ဘဝရဲ့ကံတရားတွေကိုရရှိမဲ့ကလေးလေးတွေကိုလည်းမေမေတို့ကရေသွေးမွေးဖွားလာမှာဖြစ်ပါတယ်ရှင်အဲ့တော့နာမည်အဆက်ဆက်လုံးလေးနဲ့ရေရ plus hostel လေးကိုဇူလိုင်လတောင်စပြီးတော့ဟောကြားပေးပါတော့မယ်ရှင်ပထမဆုံးအနေနဲ့နာမည်အစအခရာစာလုံးရဲ့ပထမအုပ်စုစုစေစောလနာမည်အစအခရာလေးတွေစုစေစောလနာမည်အစအခရာပိုင်ရှင်လေးတွေအတွက်ကတော့ကံကောင်းခြင်းအလုပ်အဆင်ပြေခြင်းယာတုလစာတိုးခြင်းကိုယ့်အတွက်အစစရရကောင်းပညာရေးကံကောင်းယာတုလစာတိုးကံကောင်းအလုပ်အဆင်ပြေကောင်းပိုးသိအိမ်သစ်တွေရရှိမှုကောင်းရှိရစေယုံစေကံနေထိုင်မကောင်းတဲ့အမှုငယ်သွားတာမျိုးရှိတတ်တယ်။တတိထားပေးပါ။သူတို့မှာသားသမီးလေးတွေရှိရဆိုရင်တော့သားသမီးတွေရဲ့ကျန်းမာရေးလေးတွေကိုဂရုစိုက်ပေးပါလို့ပြောချပေးလိုရတယ်။ဒါပေမဲ့သားသမီးလေးတွေကနိုင်ငံခြားသွားမဲ့ကိစ္စရကလေးရှိရင်တော့စင်ပြေနိုင်နေပေါ့နော်။စုစိတ်စောလာဆိုတာလာနေစားတဲ့အခရာတွေအကုန်လုံးစာလုံးထဲမှာတော့ပထမအုပ်စုဒုတိယအုပ်စုဆင်မခွဲထားတယ်ကြည့်နေကြလူတွေဆိုသိလိမ့်မယ်။စုစိတ်စောလာနော်စာလုံးပထမအုပ်စုနဲ့လာအုပ်စုကုန်မယ်။ရရလေးတွေအနေနဲ့မှာတော့စုစိတ်စောလာသမားလေးတွေအနေနဲ့မှာတော့အိမ်ကမြတ်စွာဘုရားမှာနေ့စီပတ်အဝါသုံးမို့အနီလေးတွေကက်လူပူဇော်ပေးပါအရေးအတွက်မလို့ကြောင်ကေဟာခွေးကေဟာလူတန်းပေးပါကြောင်စာခွေးစာအလူဒါနလေးပြုတ်ပေးပေါ့နော်နောက်တဲ့နာမည်အစအခရာဖတ်တချိုက်ဝအခရာနဲ့စရတဲ့သူတွေဝါနဲ့စရတဲ့နာမည်အကုန်ပါတယ်နဲ့စရတဲ့နာမည်အကုန်ပါတယ်ဖတ်တချိုက်နဲ့စရတဲ့ဗညာတို့နောက်ဝါနဲ့စရတဲ့နာမည်လေးတွေနဲ့နဲ့စရတဲ့နာမည်လေးဦးနဲ့စားရလို့ဆရာမကိုပြဿနာရှာတယ်သိလားသူတို့တွေရတယ်မပါဘူးတဲ့ဗျာအော်လေးပါတယ်ကွယ်နော်အဲ့ဒီနာမည်အစအခရာပိုင်ရှင်လေးတွေအနေနဲ့မှာပေါ့စိတ်တို့ဒေါသထွက်တာစေယုံစေကံရောက်တာမတော်တဆအမှုဝင်ပြဿနာကြုံရတတ်တာမျိုးတွေသတိထားပေးရမယ်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအလုပ်ပြုတ်ရတာပြောင်းရတာရွှေ့ရတာထက်လူကြီးနဲ့ကိုယ်နဲ့စကားပြောရညရတာဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ဘာကောင်းနေပြီဆိုရာထူးစီးပါတိုးတက်တာထက်ကိုဝင်အပေါ်ဝင်ဒီချိန်မှာကောင်းနေတဲ့အချိန်ကဖြစ်နေပြဿနာသတိထားပြီးတော့အမှုဝင်ကိစ္စလေးတွေပါလေးကြုံတတ်တယ်ရရငါလွတ်ပေးပါနောက်တစ်ချက်ရရလေးကတော့အိမ်ကပြန်မှာဇီးညွတ်သို့မဟုတ်ဇီးဖြော်ရည်သို့မဟုတ်
ဇီးကိုလေလှူပေးဖះတရားတန်ခါမိဘဆက်ရလူကြီးမိဘတွေကိုမစော်ကားနဲ့ကျေးဇူးတော်တည်တဲ့နေရာမှာဖះเจ้าကန်အိမ်သာကုတီဆေးပေးတာပေါ့နော်အများသူကတွိုင်းရလမ်းတွေကိုတန်ရှင်းပြုလုပ်ပေးတာမျိုးတွေပြုလုပ်ပေးရပါမယ်ရှင်နောက်ထပ်နမည်အစအခရာလေးအနေနဲ့တော့ကာကြီးစလင်ငါသမားလေးတွေအနေနဲ့မှာတော့ကောင်းတယ်ဒါပေမဲ့ဒီချိန်မှာဖခင်ရှိဖခင်ရဲ့ကျမကြီးပြူးဆိုင်ပဲအလောက်ကောင်းတယ်โอเคစီးပွားရေးကောင်းတယ်โอเคထိထိုးပေးကာကြီးစလင်ငါသမားလေးတွေရရလေးတွေအနေနဲ့မှာတော့အိမ်ကဖះမှာမေမျိုးပန်းသို့မဟုတ်ခန္ဓမာပန်းကက်လူပူဇော်လို့ရတယ်ဖះကိုရက်တောင်ဟွာလေးကက်လူပူဇော်လို့ရတယ်ရရတွေကရေတွက်မလုံးမနက်ပိုင်းနေပဲလို့ဟာအခရာသမားလေးတွေဟာအခရာနဲ့စတဲ့သူလေးတွေကတော့ဒီချိန်မှာကောင်းတယ်သူတို့လည်းထိရွှေပဲတိလားချစ်သူရေးစားပြတ်သွားရဆိုလဲချစ်သူရေးစားနဲ့အသက်ရလိမ့်မယ်အိမ်အောင်ကြောက်ဖို့ရည်စူးထားလို့ရှိရင်အိမ်အောင်ကြလိမ့်မယ်လုံးသမ ्या ကင်မြရွှေပဲ social media မှာထိုးဖောက်ချင်တာအလုံးတစ်တီလုံးချင်နေလားအကုန်လုံးအကုန် okay ဆိုပြီးကောင်းနေတဲ့ကာလဖြစ်တယ်ရတရားကတော့ကောင်းမှုကုသို့အကုန်လုံးငါးပါးတီလာဆောင်ထိန်နေနာမည်အစအခရာမနဲ့စတဲ့သူလေးမားတွေတာတွေကလေကန်နိုင်နေသေးတာလေးတွေကမပြေသေးဘူးဆိုပေမဲ့မအခရာသမားလေးတွေညေအစ်စ်တို့အိတ်အစ်စ်တို့ဝင်ငိမ့်လေးတွေတော့ရှိအလုပ်ထဲမှာတော့သတိထားပေးပါရရလေးတွေအနေနဲ့ဂေါတမမြတ်စွာဘုရားလို့စိုင်းမုတ်တက်ထားတဲ့ဘုရားရွှေတုံးမှာဆိုမြောက်ဘက်ဆောင်တန်းရှိတယ်ဘုရားတော်တော်များများမှာဆိုဥမာတကုတ်တကောနာကိုကတ္တပဂေါတမအရှိနောက်တောင်မြောက်ရွှေတုံးမှာဆိုဂေါတမမြတ်စွာဘုရားမြောက်ဘက်ဆောင်တန်းမှာရှိဂေါတမမြတ်စွာဘုရားလို့စိုင်းမုတ်တက်ထားတဲ့ဘုရားမှာမေမြို့ပန်းလေးကတ်လူပူဇော်ပေးပါရှင့်အေးတော့မလိုပါဘူးရှင့်